ဝါမှာကျေနပ်စရာဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှာကြည့်ငါလူဘဝရလာတယ်ကျေနပ်စရာဘာကောင်းလဲဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျေနပ်စရာပဲဘဝကိုအခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းကွက်လို့ခေါ်တယ်ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတကိုယ်ချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်ဒါဘဝရဲ့ကျေနပ်စရာအတ္တရာလို့ခေါ်ဒါဖြင့်အဲ့ဒါရင်ရှိတာလားတော့ဆက်တွေးကြည့်လိုက်ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူးရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ရုပ်ကလေးကမြဲနေမှာမဟုတ်ဘူးနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်သာဝရမဟုတ်ဘူးနော်အဲ့ဒီအရာခတ်သိမ်းဟာပြောင်းလဲပြီးတော့နေတာဖြစ်တော့ကြောင့်လှပတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျမ်းတန်ရင်ရောဥမင်းနဲ့အသင်္တရံတွေရရှိလာမှာပဲဖြစ်တယ်ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူးမကျမ်းမာမှာယောဂဝေဒနာရတဲ့အချိန်ဆိုတာရှိတယ်အစဉ်သာဝရလူတွေဟာကျမ်းမာပြီးဖြတ်လက်ပြီးအစဉ်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူးမပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုတဲ့ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနှက်စရာမကောင်းတာတွေပဲခြေနှက်စရာကြီးလည်းမတွေးနဲ့မခြေနှက်စရာတွေလည်းရှိတယ်ဆိုတာသိရမှာဖြစ်တယ်အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်နော်ခြေနှက်စရာမကောင်းတာတွေတွေ့အဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေးဘူးလို့မလုပ်လိမ့်ဘူးတခါတရံကျတော့တွေးပြီးမှကိုယ့်ဘဝအမှန်ကန်ဖြစ်မတွေးပဲနေတဲ့ပုဂ္ဂိုလ်ဟာခေါင်းပင်ဟာစပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့ကိုယ်စိတ်ကိုမနိုင်တဲ့အနေထားလေးရောက်သွားတတ်တယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာရည်တွေရှိတာခန္ဓာရည်ရှိဒါကြောင့်ခန္ဓာရည်ရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားသလိုအဆိုးဆုံးကိုလည်းရင်ဆိုင်ဖို့အသင့်ရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကသင်တာအဲ့ဒါပါပဲနော်